ကျွန်တော်ကတော့မင်းတပ်မြို့နယ်ဝမတူဘက်ကကျွန်တော်မစ်ရှင်3နှစ်တိကျွန်တော်မှုတော်မြတ်မှာပါဝင်ခွင့်ရတယ်အခုကတော့ကျွန်တော်လည်းအများကြီးချင်းလို့ပြောချင်ပေမဲ့ချင်းလို့ကျွန်တော်တို့စကားမပေါက်တဲ့အတွက်ကြောင့်ကျွန်တော်အတတ်နိုင်ဆုံးပမာစကားနဲ့ပဲကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ဟောကြားသွားမှာဖြစ်ပါတယ်အထူးသဖြင့်ကတော့ကျွန်တော်ရဲ့အသက်တာအကြောင်းကိုပဲဒီကနေ့ကတော့ထွေထူးကျွန်တော်ထွေထူးနှုတ်ကပတ်တော်ဆိုတဲ့ကျွန်တော်ရဲ့အသက်တာအကြောင်းကိုကျွန်တော်ဝေငှသက်သေခံသွားမှာဖြစ်ပါတယ်ကျွန်တော်ကတောင်ပိုင်းချင်းပြည်နယ်တောင်ပိုင်းမင်းတပ်ကနေ25မိုင်လောက်ဝေးတဲ့တဲကုန်းရွာစာတီဖြစ်ပါတယ်ကျွန်တော်ကကျွန်တော်တို့တောင်ကျောမှာကကျွန်တော်တို့လမ်းပန်းဆက်သွယ်တအားကောင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ငယ်စဉ်ကတည်းကကျွန်တော်တို့ထေရဝါဒဗုဒ္ဓသာသနာပြန်ပွားတဲ့နေရာဖြစ်ပါတယ်ဗုဒ္ဓအင်မတန်မှထွန်းကားတဲ့နေရာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့မိယိုးဖလားကျွန်တော်တို့မိယိုးဖလားဆိုတဲ့အထက်ကျွန်တော်တို့ရဲ့မိသားစုကတော့အရင်ကတော့ဗုဒ္ဓဘာသာမရောက်ခင်မှာနတ်ဘာသာနဲ့ကျွန်တော်တို့နေပါတယ်ဗုဒ္ဓဘာသာရောက်ပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ရဲ့မိဘတွေကဗုဒ္ဓဘာသာထဲမှာရောက်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့မိသားစုအားလုံးဗုဒ္ဓဘာသာထဲကိုရောက်သွားတယ်2004ခုနှစ်မှာကျွန်တော်ရန်ကုန်ကိုရောက်သွားပါတယ်ရန်ကုန်ကျွန်တော်တို့ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာကျွန်တော်ပညာသင်ယူခဲ့ရပါတယ်အဲဒီမှာကျွန်တော်တို့ဘုန်းကြီးကိုရင်ဘဝနဲ့ဘုန်းတော်ကြီးသင်ပညာရေးကိုကျွန်တော်ဆက်လက်ပြီးတော့လောကပညာကိုကျွန်တော်သင်ယူတယ်ရန်ကုန်မှာ2004ခုနှစ်မှာကျွန်တော်ရောက်ရှိပြီးတော့2009အထိကျွန်တော်ရန်ကုန်မှာပဲဘုန်းကြီးကျောင်းမှာကျွန်တော်ပညာသင်ယူပါတယ်ဘုန်းကြီးကျောင်းမှာပညာသင်ယူတဲ့အခါမှာလဲကျွန်တော်ဒီအတန်းပညာဒီ high school နဲ့ကျွန်တော်တို့ဒီဗုဒ္ဓရဲ့အဆုံးအမတွေဒီဗုဒ္ဓဘုန်းကြီးစာကိုကျွန်တော်တို့သင်ယူတယ်ဗုဒ္ဓဘုန်းကြီးကိုလည်းကျွန်တော်တော်တော်များများဘုန်းကြီးဘဝမှာ4နှစ်5နှစ်တိုင်ကျွန်တော်ဘုန်းကြီးဘဝနဲ့နေပါတယ်အဲဒီကနေကျွန်တော်ထွက်ပြီးတော့ကျွန်တော်မိသားစုနဲ့အတူမင်းတပ်ကိုပြန်ရောက်ပါတယ်အဲဒီမှာကျွန်တော်ရဲ့အသက်တာအဲဒီချိန်ထိကျွန်တော်ကတကယ်ဗုဒ္ဓအမာခံဗုဒ္ဓတယောက်ဖြစ်ပါတယ်ဗုဒ္ဓဘာသာတယောက်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ခရစ်တော်ကိုလက်မခံခင်အတိုင်းတာအထိကျွန်တော်ကတော်တော်ကိုဆိုးရတဲ့လူထဲမှာပါပါတယ်ကျွန်တော်တို့လူတိုင်းလူငယ်သဘောတဘာဝအရာကျွန်တော်ကလူငယ်ဖြစ်တဲ့အတွက်ကြောင့်တောက်တယ်စားတယ်ကျွန်တော်လှုပ်ချင်တဲ့အရာကိုလှုပ်တယ်အဲ့မှာကျွန်တော်ဖားကတ်လဲကချင်ပြည်နယ်ဖားကတ်တွေလည်းရောက်တယ်လာရှိုးမိုးကုတ်တွေလည်းရောက်ပါတယ်ဒီလိုနဲ့ပဲကျွန်တော်ရဲ့အသက်တာကုံဆုံးဖို့ကျွန်တော်မိသားစုရဲ့စာဝတ်နေရေးတော်လကောင်းကျွန်တော်မိသားစုကိုအထောက်အမပြုချင်သောအဖြစ်ကျွန်တော်စီးပွားရေးတွေရှာပါတယ်ဒီလိုနဲ့ပဲကျွန်တော်ဖြတ်လန်းပညာပဲပြောရမှာပေါ့ကျွန်တော်တို့ဖားကတ်သွားတယ်ကြောက်မော်သွားတယ်ကြောက်ရှာတယ်ဆိုတာကတော့ကျွန်တော်တို့လူတိုင်းကအလွယ်နည်းနဲ့ချမ်းသာခြင်းတဲ့လူတွေအားလုံးကရောက်ရှိတဲ့နေရာဖြစ်တယ်ဒါကြောင့်ကျွန်တော်လည်းဒီအဲ့ဒီနေရာကိုရောက်ရှိပြီးတော့ကျွန်တော်မူရစေးဝါးတွေတော်တော်များများကျွန်တော်သုံးပါတယ်ပြီးရင်တငယ်ချင်းရလာတဲ့အတွက်ကြောင့်တငယ်ချင်းတွေနဲ့တော်လာဒီလိုနဲ့ဆိုရင်တော့ကျွန်တော်ရဲ့အသက်တာကျွန်တော်ပြည့်စည်မယ်ဆိုတာကျွန်တော်သိတယ်အဲ့ချင်းကနေစပြီးတော့ကျွန်တော်မင်းတပ်ကိုပြန်ရောက်ပြီးမှကျွန်တော်အဲ့ချင်းအထိကျွန်တော်ရဲ့မိဘတွေကဗုဒ္ဓပဲကျွန်တော်ကလည်းဗုဒ္ဓအဲ့မှာကျွန်တော်ဦးလေးကRC ဖြစ်ပါတယ် Roman Catholic ဖြစ်တယ်ဒါကျွန်တော်တို့ကပါထွေးတယောက်ကတော့နတ်မှာအကြီးစားနတ်ပစံလုပ်တယ်အဲ့ဒါကြောင့်လူတွေကကျွန်တော်ကိုကဲခမည်းပါလဲလို့မင်းကျွန်တော်ကနတ်ခရစ်ဗုဒ္ဓလို့ပြောတယ်ဘာကြောင့်အဲ့လိုပြောလဲလို့ပြောတယ်ကျွန်တော်ပါထွေးကနတ်ပစံအကြီးစားလုပ်တယ်လို့ရွာမှာဆိုရင်တော့ကျွန်တော်ဦးလေးကျတော့ Roman Catholic မှာတကယ်သူလည်းတကယ်ကျွန်တော်တို့လို့ပြောမှဆိုတော့တင်းထောက်တကယ်လူကြီးပိုင်းမှာသူလည်းလုပ်တယ်အဲ့ဒါကြောင့်ကျွန်တော်ကလည်းဗုဒ္ဓမှာတော်တော်အခြေခံကောင်းကောင်းယူခဲ့တော့
ကျွန်တော်ကိုတော်ရုံတန်ရုံဘယ်သူမှကျွန်တော်အငင်းလက်တအားတန်တော့တော်ရုံတန်ရုံဘာသာရေးနဲ့ကျွန်တော်အငင်းရဲတဲ့လူမရှိဘူးထူးသောအဖြစ်ကကျွန်တော်တောင်ပိုင်းမှာခရစ်ယာန်သာသနာပြုတွေတော်တော်များများရောက်လာတဲ့ခါမှာခရစ်ယာန်သာသနာပြုတွေကကျွန်တော်ကိုမငင်းရဲကြဘူးကျွန်တော်လည်းဒီလိုကိုကွယ်တဲ့ဘာသာကိုထိပါတာလည်းမခံနိုင်ဘူးအဲ့ဒါကြောင့်ဒီလိုဗုဒ္ဓမှာတော်တော်များများကျွန်တော်နေခဲ့တယ်အဲ့ဒီမှာကျွန်တော်ရဲ့အသက်တာကိုပြောင်းလဲစေတာကကျွန်တော်တို့တရက်ကုန်းမှာပထမအဆုံးကျွန်တော်ဘုန်းကြီးကျောင်းဆောက်ဖို့လဲကျွန်တော်တို့ပဲအားလုံးကျွန်တော်မြေလဲလှူတယ်ဘုန်းကြီးကျောင်းဆောက်ဖို့အားလုံးသာသနာဆောက်ဦးတွေဆောက်ဖို့ကျွန်တော်ကိုယ်တိုင်ရွာမှာကမကထဥဆောင်ပြီးမှဘုန်းကြီးကျောင်းတွေလဲဆောက်တယ်ဘုန်းကြီးကျောင်းလဲအခုထိရှိသေးပါတယ်ကျွန်တော်တို့ရွာမှာနောက်ပိုင်းမှာခရစ်ယာန်သာသနာပြုတွေရောက်လာတော့ဒါဆိုတော့ဒီတိုင်းဆိုတော့ခရစ်ယာန်တွေကျွန်တော်တို့ဖက်မှာတော်ဖြစ်လှုပ်လာပြီဆိုတော့ကျွန်တော်တို့လည်းပြန်ပြောဖို့တော့စကားတော့ရှာရတော့မှာဆိုပြီးမှကျွန်တော်အဲ့မှာခရစ်ယာန်ဒီကိုင်းတဲ့ကျမ်းစာအုပ်တအုပ်ကိုကျွန်တော်လက်ဆောင်ရတယ်တအုပ်အဲ့ဒီရွာမှာသာသနာပြုလာတဲ့ဆရာကပေးတယ်အဲ့ဆိုရင်တော့ကျွန်တော်ခင်ဗျားတို့ကိုပြောလို့ရပြီဆိုပြီးမှကျွန်တော်ကျမ်းစာကိုစတင်ပြီးမှလေ့လာတယ်အဲ့လိုလေ့လာရင်းနဲ့ပဲဘုရားသခင်ရဲ့အကြံစီတော်ရှိပြီးသားဖြစ်မှာကျွန်တော်ကတာမန်ဘာသာရေးအကြောင်းပြောလို့ရှိရင်ကျွန်တော်ကိုစကား9မိနစ်လောက်ပြောတဲ့လူဆိုရင်တော့ကျွန်တော်ထိုးချင်လာတာမဟုတ်ရင်လည်းထိုးပြီးသွားပဲငယ်ကဆိုတော့နည်းနည်းလက်ကတော့တယ်ဆိုတော့စကားအသိအငင်းတာမရဘူးကျွန်တော်လက်ပါတယ်မှန်ကျွန်တော်ညှိလို့မရတော့ဘူးဆိုရင်လက်ပါတယ်ဒါကြောင့်ဘုရားကကျွန်တော်ကိုပေချင်းကနေစပြီးမှလှုပ်တယ်ဆိုတော့2015မှာကျွန်တော်ဒီရွာမှာသာသနာပြုတွေ2ခု3ခုဖြစ်လာတဲ့အခါမှာကျွန်တော်ဒီတိုင်းဆိုတော့ကျွန်တော်လေ့လာရတော့မယ်ဆိုပြီးမှကျွန်တော်လေ့လာဖို့ကျွန်တော်မြို့ကိုသွားပြီးမှကျွန်တော်တင်တန်းတက်တယ်အဲ့ဒီမှာကျွန်တော်တင်တန်းတက်တော့ကျွန်တော်မှာတင်တန်းတက်တဲ့အချိန်မှာကျွန်တော်ခရစ်ယာန်တွေပြောတဲ့ဖခင်အကြောင်းတော့ကြားဖူးတယ်လုံးဝအစိမ့်တော့မဟုတ်ဘူးကြားဖူးတယ်ဦးလေးကလည်းရိုမန်ကက်သလစ်မှာလုပ်တယ်ဆိုတော့ဦးလေးစမှာလည်းတော်တော်များများနေဖူးတယ်ဦးလေးကဖခင်အကြောင်းတွေပြောပြတယ်ဒါပေမဲ့ကိုကဝတ်ကြည်တာဝန်အရတော့နားထောင်ပေးတယ်ဒီလိုနဲ့ကျွန်တော်ရဲ့အသက်တာထဲမှာဒီလိုလေ့လာတဲ့အခါမှာ2015မှာကျွန်တော်တင်တန်းတစ်ခုမှာရောက်တော့တဲ့အခါမှာတင်တန်းမှာကျွန်တော်စင်ခေါ်မှုတစ်ခုကိုလုပ်လိုက်တယ်စင်ခေါ်မှုကတော့ကျွန်တော်ခရစ်ယာန်တွေပြောတဲ့ခရစ်ယာန်တွေရဲ့ဖခင်ကအားလုံးကိုတတ်နိုင်တယ်အရာအားလုံးကိုတတ်နိုင်တယ်ဖခင်လို့ပြောကြတယ်ဆိုရင်တော့ငါလည်းစင်ခေါ်မှဖြစ်မယ်ဆိုပြီးမှကျွန်တော်လည်းစင်ခေါ်လိုက်တယ်ဖခင်ကိုဖခင်ကအဲ့လောက်တတ်နိုင်တယ်ဆိုရင်ကျွန်တော်ကအဲ့ဒီအချိန်အထိကျွန်တော်စိတ်လိတ်တွေကွမ်းရာတွေတော်တော်အရက်တွေတော်တော်ကောင်းတောက်သေးတယ်အဲ့ဒါနဲ့ကျွန်တော်စင်ခေါ်မှုတစ်ခုလုပ်လိုက်တယ်တကယ်ဖခင်ရှိတယ်နင်တို့ပြောနေတဲ့ဖခင်ကတော့တကယ်ရှိတယ်အသက်ရှင်တယ်လို့ပြောတယ်ဟုတ်ပြီခရစ်စမတ်တွေလုပ်ကြတယ်ဖခင်မွေးနေ့လုပ်တယ်ဖခင်ဆိုတာတော့အသက်ရှင်တယ်လို့ပြောကြတယ်ဆိုတော့တကယ်အသက်ရှင်ရင်တော့ကျွန်တော်လည်းစင်ခေါ်မယ်ဆိုပြီးမှကျွန်တော်ဖခင်ကိုစပြီးမှစင်ခေါ်တယ်အဲ့မှာပဲဖခင်ကိုစပြီးမှကျွန်တော်တားဆွဲလန်းနေတဲ့အရာတစ်ခုဆေးလိပ်ကွမ်းရာကိုကျွန်တော်စပြီးမှစင်ခေါ်တယ်ဖခင်ကဒီလောက်တတ်နေတဲ့ဖခင်ဆိုတော့ငါဒီလောက်နေတိုင်းထမင်းစားပြီးတာနဲ့ကွမ်းစားတယ်ဆေးလိပ်တောက်တယ်ဒီလောက်ငါကြိုက်တဲ့အရာကိုငါဖြတ်မယ်ဆိုပြီးမှဖခင်ကိုစင်ခေါ်ပြီးမှကဲဖခင်ရှိတယ်ဆိုရင်တော့ကျွန်တော်ကိုအဲ့အရာကနေလွတ်မြောက်ခွင့်ပေးနိုင်မလားဆိုပြီးမှအရက်မပါသေးဘူးဆေးလိပ်နဲ့ကွမ်းရာကိုစပြီးမှဖြတ်ဖို့ကျွန်တော်စင်ခေါ်လိုက်တယ်အဲ့ဒီမှာတင်တန်းမပြီးသေးဘူးတင်တန်းကတပတ်ကျော်တင်တန်းဆိုတော့တင်တန်းမပြီးသေးကျွန်တော်စင်ခေါ်ပြီးတော့အပြင်သွားတယ်အပြင်သွားပြီးမှကွမ်းရသွားဝေစားမယ်ဆိုပြီးမှပြင်သွားလိုက်တဲ့ခါမှာအဲ့မှာကျွန်တော်တိတ်စားချင်စိတ်မရှိဘူးကွမ်းရဆိုင်ရောက်ပြီးမှကွမ်းရလေးမှာစိတ်လေးမှာပြီးမှကင်ထားတာနဲ့စားချင်စိတ်ထဲမှာမရှိဘူးဘာကြောင့်လဲဒီနေ့ငါနေမကောင်းများဖြစ်ချင်တယ်လားမသိဘူးကွမ်းရလည်းမစားချင်စိတ်လေးလည်းမတောက်ချင်ဆိုတော့ဒါတော့ထူးဆန်းတယ်ထမင်းစားပြီးတော့ပုံမှန်စိတ်လိတ်တမကွန်တမတော့တိမှာပဲထမင်းစားပြီးတာနဲ့စားချင်တယ်တောက်ချင်တယ်ဒါကတော့ခန္ဓာကိုယ်ကနေတောင်းဆိုတဲ့အရာတစ်ခုဖြစ်တဲ့အတွက်အဲ့ဒါနဲ့ဘာလို့ကျွန်တော်မစားချင်မတောက်ချင်တယ်လဲဆိုပြီးမှကျွန်တော်စဉ်းစားပြီးမှအေးဆေးဆေးမတရားသေးတယ်စောက်တော့ခဏကြာတော့ထပ်ပြီးမှကျွန်တော်
ငယ်ချင်းတွေလာတာနဲ့ကွမ်းရတွေစစ်လိအားလုံးယူသွားတယ်။ယူသွားတော့ကျွန်တော်ပြန်ဝေတယ်။နောက်တစ်ခေါက်ပြန်ဝေပြီးမှကျွန်တော်ပြန်ပြီးမှရက်တော့မစားချင်တာနဲ့ကျွန်တော်ပြန်တယ်။တင်တန်းပြန်တက်တယ်။အဲ့ဒီမှာကျွန်တော်တင်တန်းပြန်တက်တော့ညနေပိုင်းမှာပြန်ရောက်တော့ကျွန်တော်ပြန်သွားတယ်အရင်တိုင်းကွမ်းရဆိုင်မှာပြန်သွားပြီးမှကွမ်းလေးဝေစစ်လိကလေးဝေပြီးမှပြန်စားဖို့လုပ်တော့လဲစားချင်စိတ်မရှိပြန်ဘူး။ဒါကတော့တခုခုပဲငါပဲဖျားချင်တာလားမသိဘူးဆိုပြီးမှကျွန်တော်စူတောင်းတဲ့အရာကိုကျွန်တော်မေ့တယ်အဲ့ဟာနဲ့ကျွန်တော်သွားပြီးမှပြန်သွားပြီးမှအဲ့ညမှာကျတော့ကျွန်တော်အိတ်ချက်ခါမှာဒီနေ့ကောမစားချင်တာတော့ထူးဆန်းတယ်ငါဖျားများတကယ်ပဲရှိသလားဆိုပြီးမှကျွန်တော်စူတောင်းပြီးမှပြန်အိတ်တဲ့ခါမှာအဲ့ညမှာကျွန်တော်လုံးဝအိတ်လို့မရတော့ဘူးအဲ့မှာအိတ်လို့လုံးဝမရတဲ့ခါမှာကျွန်တော်မမြင်ရတဲ့အဝေးတနေရာကနေလူတယောက်ကကျွန်တော်ကိုကျမ်းပိုက်တစ်ပိုက်ရွတ်ပြတယ်ကျမ်းပိုက်ကလည်းကျွန်တော်လည်းမသိဘူးကျမ်းစာလည်းမရဘူးကျမ်းစာဥကေကတော့ဖတ်ဖူးတယ်ကဘာဦးကျမ်းလောက်ပဲဖတ်ဖူးတယ်ဖတ်ပြီးတော့ကဘာဦးကျမ်းမှာရှိတဲ့အမျိုးတွေကိုဖတ်လိုက်တော့အမျိုးတွေဆိုမကြော်နိုင်တော့ဘူးအာရန်ရဲ့အမျိုးတွေကိုမကုန်နိုင်တာနဲ့ကျွန်တော်တော်ပြီကဘာအမျိုးတွေလည်းမသိရှုပ်နေတာပဲအမျိုးတွေတအားရှုပ်လွန်းနေဆိုပြီးမှကျွန်တော်ပြန်ထားတယ်အဲ့မှာကျွန်တော်ကိုထူးထူးဆန်းဆန်းကျမ်းစာကျမ်းရွှေကျမ်းချက်တစ်ခုကျွန်တော်အုံနောက်ထဲမှာလူတယောက်ကလှမ်းပြီးမှအဝေးကနေပြောတယ်လို့ကျွန်တော်စိတ်ထဲမှာဝင်လေးပင်ပန်းတော့သူအပေါင်းတော့ငါထန်တော့လာတော့ငါဒီချမ်းသာပေးမိဆိုပြီးရှင်မသေးထဲကကျမ်းချက်လည်းမသိသေးကျမ်းပိုက်လည်းမသိတော့ဒီကျမ်းပိုက်ကဘာလို့များငါစီမှာစိတ်ထဲမှာကိုမနဲ့ပိုင်းရောက်လာတယ်နဲ့အလိုလိုနဲ့ရပြီးသားကျမ်းပိုက်ဖြစ်နေတယ်အဲ့ညာလုံးဝလည်းအိတ်လို့လည်းမပြောဘူးစိတ်ထဲမှာတခုခုလိုနေတယ်လို့စိတ်ထဲမှာတခုခုဟာနေတယ်လို့ခံစားပြီးမှအဲ့ကျမ်းပိုက်ကကျွန်တော်စီမှာရောက်လာတယ်နဲ့မနေ့ပိုင်းတင်တန်းဆရာကိုကျွန်တော်ကျမ်းပိုက်ရှာခိုင်းတယ်အဲ့လိုမျိုးကျမ်းပိုက်ရှိသလားဆိုရှိတယ်အဲ့ဒီနေ့တင်ရမယ့်ကျမ်းပိုက်ကလည်းအဲ့ဒါပဲတင်တန်းကလည်းဖန်ဆင်းခြင်းအကြောင်းတွေလည်းပြီးလာပြီဆိုတော့ဒီအကြောင်းဖြစ်လာမယ်ဒီနေ့ကဒီကျမ်းချက်ကိုငါတင်ဖို့ရွေးထားပြီးသားကျမ်းပိုက်ဖြစ်တယ်ဆိုပြီးမှဆရာကပြောပြီးမှရှင်မတဲ့အခန်းကြီး7:28ထဲကကျွန်တော်ကိုပြောပြတာနဲ့အဲ့ဆိုရင်တော့ဒါဆိုရင်တော့ဖျားကရှိတာပဲဖျားကရှိတယ်ထင်တယ်ဆိုပြီးမှအဲ့ညကျွန်တော်ထားပြီးမှအဲ့ညကတော့နောက်တညမှာတော့ကျွန်တော်လုံးဝစိတ်ကထင်းလို့မရဘူးတအားငိုချင်လာတယ်ကျွန်တော်ငငယ်ကတည်းကရံဖြစ်နေတော့မှမငိုဘူးသူများအတကုံကိုထက်ကြီးတဲ့လူကိုထိုးနေတော့မှလုံးဝမငိုဘူးအတကုံတီးခံမိမှနေတာအဲ့ရနဲ့အเจ้าမှာအတကောင်ကတော့တအားခံနိုင်ရှိတယ်ဆိုပြီးမှကိုကတော့လူဖြစ်တဲ့အတွက်ကြောင့်နာတာပဲဒါပေမဲ့အတကုံတီးခံပြီးတော့မငိုဘူးအဲ့ရနဲ့အဲ့ညမှာကျွန်တော်တအားငိုစိတ်ထဲမှာတအားငိုချင်စိတ်တအားဖြစ်ပြီးမှကျွန်တော်လုတ်ခဲ့တဲ့အရာတွေစိတ်ထဲမှာ black box နဲ့ black white box တစ်ခုနဲ့ကျွန်တော်ကိုလာရေးပြနေတယ်လို့ပဲကျွန်တော်လုတ်ခဲ့တဲ့အရာတွေကျွန်တော်ရှေ့မှာလာရေးပြတယ်လို့ကျွန်တော်စိတ်ထဲမှာခံစားလာတယ်ဒါကတော့မဖြစ်ဘူးဆိုပြီးမှအဲ့ဒါနဲ့ကျွန်တော်တအားနောင်တရတယ်လုံးဝဒါကတော့လုံးဝမလုတ်တဲ့အရာတွေပဲမိဘကိုပြန်ဆဲခဲ့တဲ့ဟာတွေရောပြန်ပြီးမှអော်ခဲ့တဲ့ဟာတွေရောစိတ်ထဲမှာတလုံးချီwhite book တစ်ခုနဲ့လာရေးပြနေတယ်လို့ပဲအဲ့ဒါနဲ့ကျွန်တော်ရာခံစားပြီးမှဒီခါနဲ့ကျွန်တော်ငိုလို့ပြီးတာနဲ့ကျွန်တော်တအားဝန်းတာလာတယ်စိတ်ထဲမှာလုံးဝတစ်ခေါက်မှကျွန်တော်မခံစားဘူးတဲ့အရာအရင်ကကျွန်တော်တရားစခန်းနေလည်းအများကြီးထိုင်ဖူးတယ်တော်တော်ပါတာရေးမှာကျွန်တော်လည်းလှုပ်ဖူးတယ်ဒါပေမဲ့အနှစ်သာရကိုကျွန်တော်မခံစားဘူးတဲ့အနှစ်သာရကိုကျွန်တော်ခံစားတယ်ဒါကတော့တကယ်ဖျားရှိတာပဲဆိုပြီးမှကျွန်တော်ဒီဇင်ဘာ22ရက်နေ့မှာကျွန်တော်2015ဒီဇင်ဘာ22မှာကျွန်တော်နှစ်ချင်းခံတယ်နှစ်ချင်းခံပြီးတော့ဒါဆိုရင်တော့ကျွန်တော်ဗုဒ္ဓအတိုင်းဝိုင်းမှာနေပြီးမှကျွန်တော်ပြောင်းလဲတော့လူတွေကမေးကြတယ်မင်းကဘာကြောင့်ပြောင်းလဲရလဲပြောတော့ကျွန်တော်မှကြီးပြောဖို့မရှိဘူးဖျားဆိုတာရှိတယ်ငါပါတာပြောင်းတာမဟုတ်ဘူးဖျားပြောင်းတာလို့ပါတာတော့ကျွန်တော်တို့အားလုံးကပါတာထဲမှာနေတာပဲပါတာပြောင်းတာတဲ့ကျွန်တော်ကဖျားကိုတွေ့ရပါဆိုပြီးမှအဲ့ဒါပြောဖို့ပဲရှိတယ်ကျွန်တော်ထပ်ပြောဖို့နင်ကဘာလဲဆိုပြီးမှကျွန်တော်ဖုန်းကြီးတွေနဲ့တော်ခင်တယ်တချို့ဖုန်းကြီးတွေတချို့ဖုန်းတော်ကြီးတွေကနင်ကကြောင်းသွားတယ်ဆိုတော့ပါရီတွေ့ပြီးမှနင်ကဘယ်သူကပါရီပေးလိုက်တယ်လဲမသိဘူးဆိုပြီးမှကျွန်တော်ဘာမှလည်းမပေးကြဘူးလို့ဘာမှလည်းမရဘူးလို့ဒါပေမဲ့ကျွန်တော်ဖျားပဲရတာလို့ပြောတော့နင်ဒီလိုမျိုးဆိုတော့ငါတို့လည်းအဲ့လိုမျိုးရှိတေချင်းအိုချင်းနာချင်းတွေနဲ့လွတ်တဲ့နေရာဆိုတော့ငါတို့လည်းဝင်မယ်လေဆိုပြီးမှဖုန်းကြီးတစ်ပါးကကျွန်တော်ပြောတာနဲ့ကျွန်တော်တအားခံစားတယ်ဖုန်းကြီးကိုလည်းပြန်ပြောရမှလည်းမသိမထူးကွာကျွန်တော်လည်းဖျားကျွန်တော်တ
the Payao let come is and Paya a jungle, the artists, sick at Pimpia Kama, the Nante put, some chalade, the Nangale chocolate, the Nan Pitney. In Malay, a look at the Ajimamiado, ha, Pene me, I let go. Matang me, Pam Shibulo near Chindare, Payago near Pada the Cardene Youngness, and me Bao, Matang Bimbu. Mi ba ko matang bi ne atwat chaung ne mi ba mashi bu lo ne khan saတယ်ဆိုတော့နေပါနေစိတ်ကြိုက်လို့နေချင်းလဲနေပါမနေချင်းလဲမနေနဲ့ဆိုပြီးမှအဖေနဲ့အမေပြောတာနဲ့အဖေအဲ့လိုတော့မဟုတ်ဘူးကျွန်တော်ဖယားကိုလက်ခံတယ်ဆိုတာကမိဘတွေကိုကျွန်တော်ပုံကံဖို့တောင်းမိဘတွေကိုတော်လှန်ဖို့ကျွန်တော်လက်ခံတာမဟုတ်ဘူးဆိုပြီးမှကျွန်တော်ကပြန်ပြီးမှအဖေနဲ့အမေပြောတာအဖေမေကအဲ့တော့နေ့အပိုင်းဆိုပြီးမှထားတယ်နဲ့အဲ့ဒါနဲ့စပြီးကျွန်တော်ကကျွန်တော်အသက်တာမှာပြင်ရမယ့်အရာတွေကိုကျွန်တော်အားလုံးကိုအတတ်နိုင်ဆုံးပြင်တယ်ကောင်းကောင်းပြင်တယ်အိမ်မှာလှုပ်ရှားရှိတာကောင်းကောင်းလုပ်တယ်အလုပ်လုပ်တယ်ပုံမှန်လုပ်တယ်အလုပ်မလုပ်တဲ့ခါမှာကျွန်တော်စာဖတ်တယ်ကျမ်းစာကိုကျွန်တော်ဖတ်ပြီးမှသူအတိကတော့သူများတွေကျွန်တော်ကိုပြန်ပြောလာလို့ရှိရင်သူများကိုပြီးရင်သူများကိုခံစားတယ်လို့ရန်ခံစားစေချင်တာနဲ့တကယ်ချင်းတွေကိုကျွန်တော်လိုက်ပြောတယ်ဖယားဆိုတာတကယ်ရှိတယ်ဖယားဒီလိုရှိတယ်ပြောပြတယ်တကယ်ချင်းတယ်မင်းအာယုံပါကွာမင်းရှောက်ပြီးမှနေဖြစ်တဲ့အတိုင်းငါတို့ကလိုက်ဖြစ်ဆရာမလိုဘူးဆိုပြီးမှပြောတယ်ကျွန်တော်တအားခံပြင်းပြီးမှအဲ့လိုစာကျမ်းစာကိုကျွန်တော်6လမန်းလေးမှာကျွန်တော်ကျမ်းစာသင်တန်းသွားတက်တယ်ဖူးကော့စပယ်သွားတက်တယ်သင်တန်းသွားတက်ပြီးမှကျွန်တော်သင်တန်းနဲ့တောက်တက်တော့တအားပြောချင်တာလူတွေကိုတွေ့တဲ့လူလုံးဝကျွန်တော်တွေ့မဆောင်ပဲတွေ့တဲ့လူမှန်တမျှအဲ့တော့ကျွန်တော်ကယ်ရီလက်ဆွဲသေးတယ်ရွာမှာစင်ကေပေါ်တက်တဲ့လူကတော့ကျွန်တော်အပိုင်ပဲဆိုပြီးမှပြောတော့တာသူနားထောင်ချင်တာနားမထောင်ချင်တာကျွန်တော်ခရုမဆိုင်တော့ပြောတာဖယားဆိုတာရှိတယ်ငါတို့ချင်းတွေကဒီလိုဖယားကစပြီးမှဟိုးရင်ကျွန်တော်တို့ဖိုးဖားကတဲ့ကဖယားရှိပြီးသားကျွန်တော်တို့ကလမ်းလွဲတာဆိုပြီးမှကျွန်တော်တို့ချင်းစကပုံမှာကျတော့ဖေးလက်ပိုင်ဆိုတာအာရာနဲ့အင်းဝပုံစံပဲလူတွေကအဲ့ဒီယောက်ျားတယောက်မိန်းမတယောက်ကနေလူတွေဆင်းသက်လာတယ်ဆိုတော့ပုံပြင်ရှိတာနဲ့အဲ့ဒီပုံပြင်ကိုကျွန်တော်ယူပြီးမှကျွန်တော်ယူပြီးမှကျွန်တော်ပြောလိုက်တာပြောပြီးမှဒီလိုပဲအတကုံလူတွေ့တဲ့မြတ်ကိုကျွန်တော်ပြောတာခရိယာဟုတ်တာတွေမဟုတ်တာတွေလည်းကျွန်တော်မသိဘူးခရိယာဟုတ်မဟုတ်ပုဒ်တာဟုတ်မဟုတ်ကျွန်တော်တွေ့လာတဲ့ဖရားရဲ့အကြောင်းကိုကျွန်တော်အားပြောတာနဲ့အတင်းတော်တစ်ခုကကျွန်တော်ကိုကန်လှမ်းလာတယ်။အော်အဲ့ဆိုတော့အဲ့ရွာမှာလဲကနဦးယုံကြည်သူလည်းဖြစ်တယ်သူကဆိုတော့သူကတအားလဲဘာသာရေးတအားပြောချင်တယ်ဆိုပြီးမှကျွန်တော်ကိုစာကလေးတွေကိုစာသင်ဖို့ခေါ်တာကလေးတွေကိုညစာကြည့်ဝိုင်းကလေးတွေခေါ်ပြီးမှကဲကလေးတွေကိုစာကြည့်သင်ပေးပါဆိုတော့ကျွန်တော်လည်းကလေးတွေကိုပုံပြနေဘုရားအကြောင်းပုံပြနေတအားဖတ် Sunday School တော့ကျွန်တော်မတက်ဘူးအတင်းတော်မှာသွားပြီးမှ Sunday School သွားပြီးမှသင်ပေးတော့ကလေးတွေကကိုယ့်ထက်ကျမ်းစာတယ်တအားရနေတာဟာကလေးတွေတော့မဖြစ်သေးပါဘူးကိုယ့်ထက်တော့ကျမ်းစာရနေကြတယ်ဆိုပြီးမှကျမ်းစာတွေကိုအတကုံပြန်ကျက်တာသူတို့နဲ့အတူတူစာအုပ်နဲ့ပဲသင်ပေးပြီးမှကိုယ်လည်းအတကုံပြန်ကျက်သူတို့လည်းကျက်ခိုင်းနဲ့နောက်ပိုင်းမှာကျွန်တော်အတင်းတော်တစ်ခုကကျွန်တော်ကိုကန်လှမ်းလာတယ်ကဲခမရတို့နေဖြစ်တယ်သာသနာပြုမလားဆိုပြီးမှပြောတာနဲ့သာသနာတော့ပြုချင်တယ်ကျွန်တော်မှာပါအရေးချင်းမှမရှိဘူးကျွန်တော်မှာသာသနာပြုနိုင်ဆိုအရေးချင်းလုံးဝမရှိပါဘူးဆိုပြီးမှကျွန်တော်ညင်းတာနဲ့ခမရတေချာစဉ်းစားအောင်ခမရတို့ရွာဖက်မှာပဲသာသနာပြုရမယ်လို့ပြောတာနဲ့ဟာကျွန်တော်တို့ရွာဖက်မှာဆိုဘာရွာဖြစ်မလဲဆိုပြီးမှစဉ်းစားတာအရင်ကကျွန်တော်တို့ချင်းပြည်နယ်မှာပထမဦးဆုံးယုံကြည်သူကပတိန်ပုံမှုဟာရှင်ကပတိန်ဟာရှင်ကမန္တလေးမလေးရှားမှာနေချင်းသွားခံပြီးမှအဲ့ဒီဝမတူရွာအခုဝမတူမောင်ဝန်ကြီးချင်းပြည်နယ်ပထမဦးဆုံးဝန်ကြီးဦးဝမတူမောင်ရဲ့ရွာမှာကျွန်တော်ကသာသနာပြုဖို့လှော့ကြတယ်ဟာကျွန်တော်မှာဘာမှလည်းမတတ်ဘူး6လတင်တန်းနဲ့ကျွန်တော်ပြီးရင်အဲ့ဒီကျေးရွာကအခုထိနာမည်ပေါက်တကယ်လူကြီးတွေရှိသေးတယ်အခုထိတကယ်နာမည်ကြီးလူကြီးတွေကောင်းကောင်းရှိသေးတယ်ပထမအဆုံးချင်းပြည်နယ်မှာပထမအဆုံးယုံကြည်သူလည်းအဲ့ဒီရွာကပဲပထမအဆုံးပုတ်ဖားတဲ့နေရာကလည်းအဲ့ဒီဝမတူရွာဖြစ်နေတာဝမတူရဲ့ကချာမှာတော့ကိုကဝမတူရွာနဲ့နီးတော့ဝမတူရဲ့သမိုင်းကိုကျွန်တော်သိတယ်ဝမတူကဝမတူမောင်ကပုတ်ကိုခေါ်ပြီးမှပထမအဆုံးအဲ့ဒီဝမတူကြီးရွာမှာဘုံကြီးကျောင်းဆောက်ပြီးမှဘုံကြီးကိုထားတယ်ထိုနည်းတူပဲအဲ့ဒီနောက်ပိုင်းမှာကပတိန်ဟာရှင်ကမလေးရှားနိုင်ငံမှာကင်းသွားဆောက်ရင်းနဲ့ပါစတာတယောက်နဲ့တွေ့ပြီးမှ
Emma, young teaching Yabima, Emma Hitching Kana. Emma Korean Lepatama Usung Yoshi, you are pite, Bukta Lepana, Patama Usung Yoshi, you are pite. Ludi Totomyaka Lepina, Tadi Toto, Tongarenia, where Kuti, Toto, Okatari, she did it. Muda Toto, Okatashi, a Giogabe. Emma, you know, Tatana Beauty, Tatana Beauty, the Arcade, go Malapina, Chin Legong, a Tetampina Godo, you know, Pungi Jama Pido. Bama the K Punjis and a Patete Yari and any Baba Yari, and Yari, Tatana Pu Chindi Baricaro, to not in Dam and any Baba Vetinara. Emma the K let to Yotaro, Ket Kere, you know, a Tigaro, Kalirico, Along Kalirico, you know, Tatana Beauty, Lugiri beyond Nintengaro there, Ba, Krito, John Aropia Umala, so that a Cindy, Tindale Ayama, in Grega, say a papa on here, Neselo Shibi, Ayo, Tatana Beauty. Pasta, Babon, he said, Joby, you know, seeing Luchiro, he said, Joby, the case or Gidio, revenue pare. CCOC Male, when Eddie Tadana Kunga. Emma, you know, Tadana Bureau, the cat carrot, the Asu down, you know, don't hit Jojo, a Gumha, you know, Tadana Bude, Pia, Gomia, Chinjok, you know, Kaliri or Yade, Lugiria, the Yao, Nayao Yade. The let the get the Chiba and the Canini, a Pochio, Neo Yade, you know. Kaliria, you know, Yade, Kaliria, Blue Yade, so no Kaliri go, you know, TV, Kalimaya on Wavima, TV Biavim, Paya Jango, the Chabum Handro, Piobia, Kaliria, da, Lekane, Lekamima, Kalirica, no Paima, through me pane, Sanjim Pet, through me Bagaro Bukta, the gay Bukta, Dame Kalirica of Young Lela. Paya Comia Chinja Kaledica, young Lela, which you know go Pumhan, Genosima, Midasuna Piatanata and Kaledica, Genosima, La Bimangu Jade. Ajon, you know, Atika, Crito, Lekan, Lungwan Hitchim Kanjava, and also we might Kaledico, you know, Dongban Tada, in Greca, Lungwan Hitchim Kanjava, you know, Dongbano, you know, the Nanda Kuteni, the Chima Kaledica, the chatting than Dobby on Hitchindo Kanjare, Dongyo Kalia, Dongyo Hitchindo Kambima, Jan Labima. Sia, Jamaro Hitching can get it. Ha, Balole Hitching, I'm a cancale, Jamarole, think they go, think they, Mayavu, Da, Generoti, Payago, Young Jim, so there, can you check a sick time at our Bima, Midasuka, let some distance, some gypsy, so Bima, Jamaro Hitching can get it. Ha, Tavi, you know, at that guy, Conetan Shitan, you're the Veshi did it, the Naran, you're Shitan, you're the Alpare. And Nino got me about obtaining more money that Nino didn't hit Chinkani, you know, to Kayo Tama, so no, Piolo, you know, Piolo Machade, throw me by Yalabima, Ninga, Naruya Lavio, Naruka lady, Pamati de Hago, she hated so, you know, let you tell them a tale, Nichin them a can throw Pia John Piopia, David, you know, Jordan, Nia, Naru Tea Solo Leare, Nia, Naru Pama Mati de Kalirico, Nia Hitchin. Yit him at what headed, the road on Hitching Canary body, Matthew, Yit him at what headed. How to know let me see you, Emma. To know let me see a ching matro at the Cape Payao, young Chibi Matro, Nichin Canava, Nichin Canes, or Ayacado, Bama Mobulo, throw a pico, throw sea Jorda, Lobe, Bama, a lot. 2 minutes of machine with Roger, have me my pian Tola, Lobiane. Era of Matthew, Tomorrow Kaledico, Kamiaga, Yit him at Ted, Era Vetide, so Kamiate Yaso, and also Vima. You know, go to Yaso and let you know, or Tayum had Tepo Shide, you know, Pemaro, you know, Gado Macan with Rova, through 6 Shabima Kanava, Jesu, Dati Lutilo, Subimagin of Yamima, Tomba, Mima, M.I.A. you are Magino, the Pupima, that all the days are not, you know, Paya Lucolo, you know, Malelo, Atea, Lady Shila, Masubima, you know, John Tepo, you know, Seto Kama. Diga CCF ne, you know, the low set to Yabima, Paya Comia, Paya, Nukapatorico, Celebima, Pina, Tinja, Yashuma, Pide, the Ciimnuai Christian Fellowship of Male, you know, Paya, Nitaro, Neve, you know, Jesu, you know, Bama, Lupin, some Messiah, Alongo, a true Jesu de Mare. ရောက်စီတိုင်းပေါ်မှာဖျားသခင်တည်တပံကောင်းကြည့်ပေးပါစေ။